မင်းနောက်ကွယ်မှာမင်းရဲ့အကြောင်းတွေကိုပြောမှဘယ်တော့မှမကြောက်ပါနဲ့မင်းဘက်ကသာအမားတွေမလုပ်ခဲ့ဘူးဆိုရင်အမှန်တရားကမင်းဘက်မှာအမြဲတမ်းရှိနေပါလိမ့်မယ်အဲ့ဒီတော့မင်းကိုမင်းယုံကြည်မှုတွေရှိတယ်ဆိုရင်မင်းရဲ့အကြောင်းတွေကိုကောင်းကောင်းမကောင်းကောင်းပြောချင်ရတွေပြောကြပါစေမင်းရဲ့နောက်ကွယ်မှာမင်းရဲ့အကြောင်းတွေကိုပြောလေလေမင်းကသူတို့ထက်ပိုပြီးတော့အောင်မြင်လေလေပဲမင်းရဲ့အကြောင်းတွေသူတို့ရဲ့ခေါင်းထဲမှာရှိနေလေလေမင်းကသူတို့ကိုပိုပြီးတော့လွှမ်းမိုးနိုင်လေလေပဲသူတို့တွေမင်းရဲ့အကြောင်းကိုပြောမှသူတို့တွေမင်းရဲ့အကြောင်းကိုတွေးမှသူတို့တွေမင်းရဲ့အကြောင်းကိုဝေဖန်တိုက်ခိုက်မှာကိုဘယ်တော့မှမကြောက်ပါနဲ့ဒါပေမဲ့မင်းကြောက်ရမှာကမင်းကိုမင်းယုံကြည်မှုတွေမရှိမှာကိုပဲကြောက်ရမှာမင်းကိုမင်းယုံကြည်မှုတွေမရှိဘူးဆိုရင်မင်းဟာအမြဲတမ်းရှုံနှိပ်နေပါလိမ့်မယ်အပြင်မြင့်ရင်လေတိုက်တာကိုခံရတယ်လို့လူမှန်ရင်လည်းဝေဖန်တိုက်ခိုက်မှုတွေနဲ့ဘယ်သူမှမကင်းဘူးဟုတ်တူပဲအသီးရှိတဲ့အပင်ဒီခဲနဲ့မကင်းတယ်လို့အောင်မြင်ဖို့အတွက်စ조사နေတဲ့လူငယ်တယောက်အတွက်ကလည်းဝေဖန်တိုက်ခိုက်မှုတွေနဲ့ဘယ်တော့မှမကင်းဘူးဒီတော့မင်းဟာအောင်မြင်တဲ့လူငယ်တယောက်ဖြစ်ချင်တယ်ဆိုရင်ပတ်ဝန်းကျင်ရဲ့ဝေဖန်တိုက်ခိုက်မှုတွေရဲ့တံကိုတော့ခန္ဓာရည်တွေရှိဖို့လိုပါလိမ့်မယ်နားဆင်နေတော့စာပေချစ်သူတဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ